ကားလေးပဲမြဲပဲချကျင်တာချစ်ရတော့ဝေးဖို့တော့ပြင်နိုင်ပါမိဘလေးမြဲနေကျင်တာနေမရှိဒီလူတော့ဒီမှာမထားခဲ့လိုက်နဲ့ကွာရိုးသားဆုံးငါချစ်မရသည်ကွာခြေပန်းလေးလည်းပြူထားတယ်မင်းပြုံးလေးရဲ့မေးလာတယ်နာကျင်ပြရှိလို့ရဲ့အိုးရဲ့မြတ်ကိုရွေးကသူ့ပေါင်းဖတ်ကြမယ်ကွယ်ချိုရွေးကြတဲ့ခံမကြည့်မယ်တတော်သမီးလေးရဲ့မေးလာတယ်မြေလူတကငီးမောမေမျောလင်းချက်တည်ပြအောင်သူကြိုးစားကြမယ်ကွယ်ရှိတဲ့အရာကိုရွာချကျင်တာအကျဉ်းတာမို့လူတချို့ကပတ်စံရှိမှအချင်းစစ်လို့ထင်တာကိုတချို့သောလူတွေပတ်စံမရှိလူတို့မမြင်ပါဘူးမင်းတောင်ချစ်လူမြင်ကိုမာတော့ရှင်းအောင်ဆုံးမမီတဲ့ပန်းလေးကိုမှကိုကတုံးခုပြီးလမ်းကျင်တာလူလူမှုထက်ပူပါတယ်မင်းလေးပြီးတဲ့အလန်းတွေကမင်းတောင်ရှိရင်ကိုဆက်လျှောက်မဲ့အနာဂတ်ရဲ့လမ်းတွေမလားတရက်ပြီးတရက်ကိုဝင်းတူးနေမင်းပေါ်ထားတဲ့အလန်းတွေကကိုချစ်ရတဲ့အမျိုးသမီးကမင်းပါပဲစောက်စရာတွေကိုလုံးကိုရှင်းမာတဲ့ကိုတကားဖွင့်ထားတဲ့ဝင်လာခဲ့ပြီးကျင်တာနူးညံ့တဲ့အကျဉ်းနာပဲမင်းမကြိုက်တဲ့အရာတွေပြောပါကိုကပြင်းမာတဲ့မင်းလေးကိုတော့တိတ်တာပြရစီကိုရဲ့ရှင်မာပဲတဝင်းတူလို့ပြောတဲ့စကားကိုမချင်ဘူးလို့မထင်ပါနဲ့မင်းလေးကကိုရဲ့ရှင်ထဲမှာရှိပါတဲ့အစင်အမြဲရဲ့မင်းရဲ့နာလေးမြဲရှိချင်တာလက်စကားလေးပဲမြဲပဲချကျင်တာချစ်ရတော့ဝေးဖို့တော့ပြင်နိုင်ပါမိဘလေးမြဲနေချင်တာမင်းမရှိဒီလူတော့ဒီမှာမထားခဲ့လိုက်နဲ့ကွာရိုးသားဆုံးငါချစ်မရသည်ကွာခြေပန်းလေးလည်းပြူထားတယ်မင်းပြုံးလေးရဲ့မေးလာတယ်နာကျင်ပြရှိလို့ရဲ့အိုးရဲ့မြတ်ကိုရွေးကသူ့ပေါင်းဖတ်ကြမယ်ကွယ်ချိုရွေးကြတဲ့ခံမကြည့်မယ်တတော်သမီးလေးရဲ့မေးလာတယ်မြေလူတကငီးမောမေမျောလင်းချက်တည်ပြအောင်